မင်္ဂလာပါရှင်ပူပူလောင်လောင် channel မှာကြိုဆိုပါရစေ။ပိန်းနေသည့်ရန်ပေါ်ချိန်ဆိုတော့ပိန်းနေသည့်တုတ်စားပါမယ်။ပိန်းနေသည့်ကိုအရင်ဆုံးနူးဤနေအောင်ပြုတ်ထားပေးလိုက်ပါမယ်။အတုံးမှာဆိုကြက်သွန်နီကမပါမဖြစ်ပဲဆိုတော့ကြက်သွန်နီကိုပပလေးလီထားလိုက်ပါမယ်။အချိုတုတ်တာဖြစ်တဲ့အတွက်ကြက်သွန်နီကိုများများလေးထည့်ပေးပါမယ်။ဒီမှာကများသောအားဖြင့်အတုတ်စားတာတွေများတဲ့အတွက်ကြောင့်မို့လို့ကျမကတော့စီချက်ကိုအစင်သင့်ချက်ထားပြီးတော့ခုလိုဘူးလေးနဲ့ထည့်ပေးထားလိုက်ပါတယ်။ဒီနေရာမှာကြက်သွန်နီစီချက်ကိုသုံးလဲရပါတယ်။ကျမကကြက်သွန်ဖြူစီချက်ရဲ့အနံ့ကိုပို့ကြိုက်တာမို့လို့ကြက်သွန်ဖြူစီချက်ကိုသုံးထားတာပါ။ပိန်းနေသည့်တုတ်ကိုချိုချိုစိမ့်စိမ့်မွှေးမွှေးလေးတုတ်မှာဖြစ်တဲ့အတွက်မြေပဲတောင်း2စွန်းနှမ်းထောင်း1စွန်းထည့်ပေးထားလိုက်ပါတယ်။ဒီကတော့အဆက်စားနိုင်မှာပဲထည့်ပါ။အရသာအတွက်ကိုကတော့အချိုမုံနည်းနည်းနဲ့စားထည့်ထားပါတယ်။ဒီနေရာမှာအချိုမုံမစားတဲ့လူတွေကမထည့်လဲရပါတယ်။နှမ်းလော်နဲ့မြေပဲထောင်းရဲ့အရသာနဲ့အရသာကစိတ်နေပါပြီ။ကျမကပဲမုတ်ကိုနည်းနည်းလေးပဲထည့်သုံးထားပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီပဲမုတ်ရဲ့အနံ့ကနှမ်းထောင်းလေးကိုသွားဖုံးသွားမှာဆိုလို့တေချာလေးနှမ်းဆက်ဆက်မွေပြီးသွားပြီဆိုရင်တော့နှမ်းထောင်းနဲ့မွှေးမွှေးလေးနဲ့ပိန်းနေသည့်တုတ်လေးရရှိပါပြီ။အရန်ဟင်းနေနဲ့ပဲစားစားသူ့ကြည့်ပဲစားစားချိုချိုစိမ့်စိမ့်မွှေးမွှေးလေးနဲ့အရန်စားကောင်းတဲ့ဟင်းတစ်ခွက်ပါပဲနော်ကျမကနှမ်းလော်ထောင်အရန်ကြိုက်တောင်မို့လို့နှမ်းလော်ထောင်အနံ့လေးမွှေးမွှေးလေးဖြစ်အောင်လို့ဆိုပြီးတော့အပေါ်ကနေထပ်ဖြူထားပါသေးတယ်ပိန်းနေသည့်တုံမှန်သိအောင်လို့ပိန်းနေသည့်လေးတွေထည့်ပြီးတော့အလှဆင်လိုက်ပါအောင်မယ်ရေနွေးချမ်းပူပူလေးမှုတ်ပြီးတော့ငရုတ်သီးစိမ့်လေးကြိုက်ကြက်သွန်ဖြူလေးကြိုက်ပြီးစားလို့ရှင်လဲအရန်ကိုလိုက်ဖက်ပါတယ်လှုပ်စားကြည့်ကြပါအောင်နော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် follow နဲ့ subscribe လုပ်ကလေးလည်းနှိပ်ခဲ့ပေးပါအောင်နော် bye bye